အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဒီဝသက်ရှိရပါတော့ဒီနေ့ passport တက်တန်းသွားတိုးတာဖြစ်တဲ့အတွက်ဒီ passport တက်တန်းတိုးရတဲ့ပတ်သက်ပြီးတော့မှလိုအပ်တဲ့စာရွက်စာတမ်းတွေဘယ်လိုပြင်ဆင်သွားမလဲပေါ့နော်တခါတည်းနဲ့ပြီးသွားအောင်ပေါ့နော်အဲ့တော့စာရွက်စာတမ်းတွေဘယ်လိုပြင်ဆင်ရမလဲပေါ့နော်အဲ့တော့ဘာပြောပါဆို passport တက်တန်းတိုးတဲ့အတွက်ဒီယထာကတော့သွားပြန်ကုန်တယ်ကွာသွားပြန်ဝသက်ရှိတဲ့2000လောက်ကုန်တယ်ပေါ့နော်အဲ့တော့ပြီးအချိန်လည်းကုန်တယ်နော်သူ့အတွက်အချိန်ပြီးအဲ့တော့တခါတည်းနဲ့ပြီးသွားအောင်ဘယ်လိုမျိုးစာရွက်စာတမ်းတွေပြင်ဆင်သွားမလဲဆိုတာလည်းပတ်သက်ပြီးတော့မှပြောပြမှဖြစ်ပါတယ်အဲ့တော့သူရဲ့ website မှာတင်ထားတာပေါ့နော်ဒီမှာ passport တက်တန်းတိုးဖို့အတွက်ပေါ့နော်လိုအပ်တဲ့စာရွက်စာတမ်းပေါ့နော်တင်ထားတာကြောနော်ဒါတော့ passport တက်တန်းလိုအပ်တဲ့စာရွက်စာတမ်းများပေါ့နော်ပြီးရင် fingerprint ပေါ့ဒါကတော့皆さんတို့ဒီတန်ရုံ website ထဲဝင်ပြီးတော့မှနော် print ထုတ်ကြပါနော် PDF file နဲ့မိထားဖြစ်တော့ print ကိုယ့်အကို print ထုတ်ပါနော်ပြီးရင် CV file လိုပဲပြီးရင် text file ပေါ့နော်ဒီအခွန်ဆောင်ထားတဲ့ text file လိုမယ်ပြီးရင်ဒီလုပ်ငန်းပေါ့နော် zai short ခု short man short ဆိုဒီအလုပ်မှာကိုကဒီအလုပ်မှာလုပ်နေရဆိုတဲ့အလုပ်ကထောက်ခံစာပေါ့နော်အဲ့တော့အလုပ်ကထောက်ခံစာကပြီးရင် company ရဲ့တစ်စိတ်တုံးကိုထုတ်ခိုင်းရမယ်နော်အဲ့တော့ company ရဲ့တစ်စိတ်တုံးနဲ့လိုပါတယ်ပြီးရင်ကိုယ့်ရဲ့ဓာတ်ပုံပေါ့နော်ဒါဓာတ်ပုံကဒီနောက်ခံအဖြူပေါ့နော်အဖြူနဲ့ဓာတ်ပုံနှစ်ပုံပေါ့နော်အဲ့ဒါတော့皆さんတို့ကိုယ့်ကိုဖုန်းနဲ့မရိုက်ပါနဲ့เนาะဓာတ်ပုံဆက်မှာတွားရိုက်ပါအဲ့ဒါဆိုပို့ပြီးတော့ကြည်တယ်မြတ်တဲ့ပုံထွက်ပါเนาะဝါရရှိတဲ့ဖုန်းနဲ့ပထမရိုက်ထားတယ်အစီမပြေမှာရအောင်ပေါ့နော်အဲ့ဓာတ်ပုံရိုက်တဲ့ဆက်မှာပဲရိုက်လိုက်တယ်ဒီလိုမေ့သွားခဲ့ရင်လေเนาะဒီတိုင်ရုံမှာဓာတ်ပုံရိုက်တဲ့ဆက်ရှိပါတယ်နောက်တစ်ခုကကျတော့ဇိုင်းရုကပေါ့နော်ဇိုင်းရုကမူရင်းလိုမယ်เนาะဂန်းပုံဆိုမူရင်းလိုမယ်ပြီးရင် passport မူရင်းပေါ့နော်ကိုယ့်ရဲ့စာအုပ် passport မူရင်းလိုမယ်ပြီးအဲ့ဇိုင်းရုကနဲ့ passport တွေကိုသုံးနော်အဲ့တော့ဇိုင်းရုကဆိုလဲဒီရှေ့ဘက်နဲ့ကြောဘက်ပေါ့နော်အဲ့တော့မိတ်တူလိုမယ်ပြီးရင် passport ကလည်းကိုသုံးထားတဲ့စာရွက်တွေကိုမိတ်တူဆွဲပေးဖို့လိုအပ်ပါတယ်ပြီးရင်တော့ဒီ passport တို့က6000ပေါ့နော်ဒီရန်6000ပါနော်ရန်6000လိုအပ်ပါတယ်ပြီးရင်ဒီအခွန်သွင်းထားတဲ့စာရွက်ပေါ့နော်အခွန်သွင်းထားတဲ့စာရွက်နော်ဒီတိုင်ရုံးကိုလွှဲထားတဲ့စာရွက်ပေါ့နော်ဒီဘဏ်ကနေပြီးတော့မှလွှဲထားတဲ့စာရွက်ပေါ့နော်အဲ့ဒါလိုပါတယ်ပြီးရင်ဒါကကျတော့ပေါ့နော်3လစာကကျတော့ဒီသူ1020အောက်ပေါ့နော်အဲ့တော့1020အောက်ရတဲ့လူတွေပေါ့နော်လစာ1020အောက်ရတဲ့လူတွေဆိုရင်ဒီဟုတ်လားမဟုတ်လားဆိုရဒီပေါ့နော်ဒီလစာစာရွက်ပေါ့နော်လစာစာရွက်3လစာလိုပါတယ်ပြီးရင် letter package ကတော့ဒီ920ပေါ့နော်အခုဆို600ဖြစ်သွားပြီပေါ့နော်ဒါအဲ့လိုအဲ့လိုအပ်မှာဖြစ်ပါတယ်နော် letter package ဒီလိုအပ်မှာဖြစ်ပါတယ်နော်အမှဒါတော့ဒါ1000ပေါ့နော်ဒါတော့သူက15000ရတဲ့လူကြတော့နော်အခွန်က1000ပေါ့တစ်လောက်ကို1000 1020အထက်ရတဲ့လူတစ်လောက်2000ပေါ့နော်အဲ့တော့သူကတက်မှတ်တာကဘယ်လောက်ကတက်မှတ်တာလဲဆိုရင်2023 10လပိုင်းကတက်မှတ်ထားတာဖြစ်တဲ့ဒီဝါဒရှိအခုဒီနေ့ပေါ့နော်6လပိုင်း6ရက်နေ့မှာသွားတိုးတာဖြစ်တဲ့အတွက်တော့ဝါဒရှိကလ20စာပေါ့နော်ရန်4000နဲ့ဒီ passport တက်တန်းတိုးက6000ပေါ့နော်အဲ့တော့4600နော်ဒီစာရွက်ပေါ့နော်ဆောင်ခဲ့တယ်ပေါ့နော်အဲ့တော့4600စာပဲတစ်ခါတည်းဆောင်လဲရတယ်เนาะဒါစလစ်ကိုနှစ်ခုခွဲလဲရတယ်ပေါ့နော်ဒါတော့ကိုသဘောကိုကြိုက်တယ်လို့လုပ်ရတယ်ဘဏ်အကောင့်ကတစ်ခုပဲဖြစ်တဲ့အတွက်နော်အဲ့တော့ဒီစာရွက်တွေကိုနာဆန်တို့ကနော်ဒါတော့ဘဏ်ရဲ့လိပ်စာပေါ့နော်ဒီစာရွက်တွေကိုနော် print ထုတ်ပြီးတော့စာရွက်တွေဘယ်လိုဖြည့်ရမလဲဆိုတာနဲ့ပတ်သက်တော့皆さんတို့ကဒီတူတင်ထားတဲ့ website မှာပေါ့နော်ဒီတန်ယုံကတင်ထားတဲ့ website မှာเนาะစာရွက်စာတမ်းတွေ download ဆွဲပြီး print ထုတ်ပြီးဆိုရင်လည်းเนาะဒီအခု watership paper အတိုင်းဖြည့်ရမှာဖြစ်ပါတယ်ဟုတ်เนาะဒီလက်ပွန်နဲ့ရန်လက်မှတ်ထိုးရဆိုပုံစံမှာကိုယ့်ရဲ့နာမည်ထည့်မယ်ပြီးရင်ကိုယ့်ရဲ့ passport number ထည့်မယ်ပြီးရင်ကိုယ့်ရဲ့เนาะဒီ issue date ပေါ့เนาะထုတ်ပေးတဲ့ရက်ပေါ့ထည့်ပေးရမှာဖြစ်ပါတယ်ပြီးရင်လက်ပွေလက်မှတ်အဲ့တော့လက်ပွေလက်မှတ်ကတော့ကိုကနေကြိုတင်ပြီးတော့မှနှိပ်လဲရတာမဟုတ်ရင်တန်ယုံကြက်မှနှိပ်လဲရပါတယ်เนาะအဲ့ဒါတော့အဆင်ပြေတယ်လို့လုပ်ပေါ့เนาะပြီးရင်လက်မှတ်ထိုးပြီးရင်ကိုယ့်ရဲ့နာမည်ပေါ့နော်နာမည်ထည့်ပြီးရင်ကိုယ့်ရဲ့ name ပြီးယာရူပေါ့နော်တော့တုတ်တဲဂီနိုခိုင်ကောပေါ့နော်တုတ်တဲဂီနိုခိုင်ကောပြီးရင်ကိုလုပ်တဲ့ဖွဲ့စည်းဟုတ်လားဘာမှလုပ်တာလဲဒေစာခိုင်ကောဆိုလဲ database မှာလား group ဟုတ်မှုမှာလား row ချင်းဟုတ်မှုမှာလားအစသဖြင့်ပေါ့နော်အဲ့ဒါတွေထည့်ပေးရမှာဖြစ်ပါတယ်နောက်တစ်ရက်ကကြတော့ဒီပေါ့နော်ကိုကပေါ့နော်ရေးနေရင်နဲ့ဖြည့်နေရင်နဲ့မားသွားတာတို့ဘာလို့ဆိုရင်လည်းဖြတ်ပြီးတော့မှပေါ့နော်ဒီပြန်ရေးလို့ရပါတယ်เนาะဒီ correction မှုပဲနဲ့ပေါ့နော်ဂျမနိုင်ငံမှာဖြတ်တဲ့ရလေးရှိတယ်ကွာအဲ့လေးနဲ့ပြန်ပြီးတော့မှเนาะဖြတ်ပြီးတော့ပြန်ရေးလို့ရပါတယ်เนาะစာရွက်ရေးစရာမလိုဘူးပေါ့နော်ဒါဘာလို့ရှိလဲလို့ပဲအဲ့လိုမားတဲ့ဟာရှိတယ်ပေါ့နော်အဲ့ဆိုရင်အဲ့လေးနဲ့ဖြတ်ပြီးတော့အပေါ်ကနေပြန်ရေးလိုက်တာပေါ့နော်ဒီအခွန်ဆောင်ထားတဲ့စာရွက်ပေါ့နော်အဲ့တော့အခွန်ဆောင်ထားတဲ့စာရွက်မှာဆိုဘယ်လိုဖြည့်မလဲပေါ့နော်အဲ့ဒါမြန်မာเนาะအမည်ကမြန်မာပေါ့နော်ကိုယ်မြန်မာလို့ဟုတ်လားဒေါ်ဘဒူဥဘဒူပေါ့နော်အဲ့တော့မဘဒူမောင်ဘဒူစသဖြင့်ပေါ့နောက်တစ်ခုအင်္ဂလိပ်နာမည်နော်အင်္ဂလိပ်နာမည်ကကျွန်တော်မထည့်စရာမလိုဘူးနဲ့နော်ကိုယ့်ရဲ့နာမည်ပေါ့နော်အဲ့ဒါအောင်ဆိုရင်လည်းအောင်ပေါ့နော်အဲ့ဒါမျိုးမောင်ဆိုရင်လည်းမောင်လို့ရေးလိုက်ရုံပါပဲနောက်တစ်ခုအဖအမည်
ပြီးရင်ကိုယ့်ရဲ့မွေးသက်ကြီးပေါ့နော်ဒါကတော့ကိုယ့်ရဲ့မွေးသက်ကြီးထည့်မှာဖြစ်ပါတယ်နံပါတ်4မှာတော့နံပါတ်5မှာတော့ကိုယ့်ရဲ့မပုံတင်နော်နံပါတ်6မှာတော့ထည့်စရာမလိုပါဘူးနံပါတ်9ကတော့ကိုယ့်ရဲ့ passport အမှတ်ပေါ့နော်ပြီးရင်ကိုယ့်ရဲ့နံပါတ်10ကတလားစာဟုတ်လားရန်1020ရလားဒါမှမဟုတ်15000ရလားဆိုထည့်ပေးမှာဖြစ်ပါတယ်အဲ့တော့ကိုကဒီနော်ဂျပန်နိုင်ငံမှာဒီလုတ်တဲ့နှစ်ပေါ့နော်ဒီပတ်စံရပြီးလုတ်တဲ့လတွေဘယ်နှလရှိလဲပေါ့နော်ဘာလဲချက်တာ36လပြီးရင်ဝင်ငွေကိုမိတ်ဆောင်နေလပေါင်းဟုတ်လားကိုကလ20ဆိုရင်လ20 21လဆိုရင်21လစသဖြင့်ပေါ့နော်ကို22လဆိုရင်22လပေါ့နော်ကိုကတော့ဒါဘာလဲရှီကတော့ဒီလ20သာဖြစ်တဲ့အတွက်နော်ရန်4000ပေါ့နော်ဝန်ဆောင်ရတာဖြစ်ပါတယ်ပြီးရင်ကိုမြန်မာနိုင်ငံလိပ်စာပြီးရင်ဂျပန်နိုင်ငံရဲ့လိပ်စာကတော့ရိုမာကြီးနဲ့လည်းရေးလို့ရတယ်လို့ဒီခန်းကြီးနဲ့လည်းရေးလို့ရတယ်ပေါ့နော်ကိုကြက်တယ်လို့ရေးလို့ရပါတယ်ပြီးရင်ဖုန်းနံပါတ်ပြီးရင် email လိပ်စာနော်ပြီးရင်ထိုးမြက်လက်မှတ်ပြီးရင်ရက်စွဲပေါ့နော်ဒီ6တဲ့နေ့ရက်စွဲထည့်ပေးရမှာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဒီပေါ့နော်ငွေကိုပေးဆောင်ပြီးရင်နောက်ဆက်ဓာတ်ပုံထုတ်ရင်ဓာတ်ပုံတစ်ခါလေးကတ်သွားပေါ့နော်အဲ့ဓာတ်ပုံဆိုင်မှာထုတ်ပြီးတော့ဆိုရင်တော့ဓာတ်ပုံကောင်းကောင်းလေးရအောင်ပေါ့အဲ့ဓာတ်ပုံဆိုင်မှာဆိုရင်ဒီခါလေးဓာတ်ပုံကတ်သွားလို့ရတယ်ပေါ့နော်နောက်တစ်ခုကကြတော့ရက်စွဲပေါ့နော်ဒီမှာပြီးရင်နိုင်ငံကူးလက်မှတ်တက်တန်းတိုးမြင့်ပေးပါရင်6လောက်မှာပေါ့နော်ကိုယ့်ရဲ့နာမည်ထည့်မယ်ပြီးရင်နိုင်ငံကူးလက်မှတ်အမည်ထည့်မယ်ပြီးရင်ထုတ်ပေးတဲ့ရက်ပြီးရင်မြို့ပေါ့နော်ဂျပန်နိုင်ငံပဲမြို့မှာပေါ့နော်ကိုယ့်ရဲ့မြို့ကိုနေထိုင်တဲ့မြို့ရဲ့ပြီးရင်ကုမ္ပဏီပေါ့နော်ဒီကိုလုံးနေတဲ့အလောက်ကကုမ္ပဏီအမည်ထည့်မယ်ပြီးရင်ဟလာဝင်ငွေကုန်ဘလောက်ပေါ့နော်2025 5လပိုင်းထိနော်လ20စာဆောင်းရတာဖြစ်တဲ့အတွက်ရန်4000ပေါ့နော်ရန်4000ဆောင်းလိုက်ပါတယ်ပြီးဆိုတော့ ਨੇ ကိုယ့်ရဲ့နိုင်ငံကူးလက်မှတ်ပေါ့နော်ဒီတက်တန်းကုန်မရက်ပေါ့နော်တက်တန်းကုန်မရက်ကိုထည့်ရမှာဖြစ်ပါတယ်ပြီးပြီဆိုတာ ਨੇ လက်မှတ်ဟုတ်လားအမည်ပြီးရင်ကိုယ့်ရဲ့ဖုန်းနံပါတ်နော်ဖြည့်ရမှာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ CV ဖောင်ပေါ့နော် CV ဖောင်မှာဆိုရင်ကိုယ့်ရဲ့အမည်ပြီးရင်ကိုပေါ့နော်ကိုအဖေမိဘအမည်နော်မိဘအမည်ပေါ့နော်မိဘအမည်နဲ့ကိုယ့်ရဲ့အဖေအမည်နဲ့မိဘအမည်ကဘာလဲအလုပ်ကဘာလဲပေါ့နော်ဝင်စားခွင့်ပေးအလုပ်ကဘာလဲပေါ့နော်အလုပ်ကဘာလဲပေါ့နော်အဲ့လိုမျိုးတောင်းတူလားပြီးရင်အမိအမည်ဟုတ်လားအလုတ်ကန်ကရမိခိုလားပေါ့အမိအမည်အဲ့ဒါအမိအမည်ပေါ့ဥပဒူတောင်းတူပေါ့ဟုတ်လားဒေါ်ဘဒူမိခိုအစားသဖြင့်ပြီးရင်အဲ့ဒါဇနီးခင်မိုးရှင်ဇနီးခင်မိုးနာမည်ပေါ့နော်ပြီးရင်မွေးတက်ကြီးပေါ့နော်ကိုယ့်ရဲ့မြန်မာမွေးတက်ကြီးကိုယ့်ရဲ့ဘာသာကြားလားမှလားပေါ့နော်ပြီးရင်လူမျိုးပြီးရင်နိုင်ငံကူအမှတ်ဘလောက်ပြီးရင်ထုတ်ပေးတဲ့ရက်စွဲပြီးထုတ်ပေးတဲ့နေရာရန်ကုန်လားမုံရွာလားမန္တလေးလားအစသဖြင့်ကိုယ့်ရဲ့နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့နေရာကိုထည့်ရမှာဖြစ်ပါတယ်ပြီးရင်တက်တန်းကုန်ဆုံးတဲ့ရက်ပြီးရင်နောက်တစ်ခုကကြတော့အမျိုးသားမပုံနေရတာမြန်မာနိုင်ငံရဲ့မပုံနေပေါ့နော်9မြင်းဆောင်လား14မြင်းဆောင်လားเนาะအစသဖြင့်မြင်းဆောင်နေနဲ့เนาะကိုယ့်ရဲ့မပုံနေနောက်တစ်ခုကကြတော့ကိုယ့်ရဲ့ပညာချင်းပေါ့နော်ကိုဘွဲယူခဲ့တဲ့အကြောင်းကိုကျောင်းတက်ခဲ့တဲ့အကြောင်းရန်ကုန်ပသိမ်မုံရွာအစသဖြင့်ထည့်ပေးရမှာဖြစ်ပါတယ်ပြီးရင်เนาะကိုယ့်ရဲ့မြန်မာနိုင်ငံလိပ်စာเนาะမြန်မာနိုင်ငံလိပ်စာပြီးရင်လျှောက်ထားသူရဲ့ဟုတ်လားကောစားပို့ဟုတ်လားမှာဥပဒူပေါ့နော်ကိုယ့်ရဲ့ဖေဆိုဥပဒူဖခင်ဒေါ်ဘဒူမိခင်ပြီးရင်ကိုယ့်ရဲ့အဲ့ဖေနဲ့မေပေါ့ဒီကိုယ့်ရဲ့ဗာမြန်မာနိုင်ငံမှာနေတဲ့လိပ်စာကိုဖြည့်ပေးရမှာဖြစ်ပါတယ်ဖုန်းနံပါတ်ပေါ့နော်ပြီးရင်ကိုယ့်ရဲ့လိပ်စာကိုယ့်ရဲ့လိပ်စာမှာဝါရစီစိုက်တမပဲမြို့ပေါ့ဒါမြို့နောက်တော့ခရိုင်ဒါမြို့ပြီးပြီဆိုတာ ਨੇ ကိုယ့်ရဲ့ရက်ကွက်နဲ့ဒီကိုယ့်ရဲ့အခန်းလိပ်စာပါညာကိကွာပေါ့နော်မဖြည့်ရမှာဖြစ်ပါတယ်ဖုန်းနံပါတ်ပြီးရင် email ပြီးရင်ဂျပန်နိုင်ငံတို့လာရောက်ဒီကိစ္စဟုတ်လားထောက်ကဒီကိစ္စပါဒုတ်တက်ကီနိုခိုင်ကိုပေါ့နော်ဒါတော့ကိုယ့်ရဲ့皆さんတို့ကင်ထားတဲ့ဗီဇာပေါ့နော်ဗီဇာမျိုးအစားကိုဖြည့်ရမှာဖြစ်ပါတယ်ပြီးရင်ထွက်ခွာလာတဲ့ရက်ပြီးရင်ဂျပန်ရောက်တဲ့ရက်ပြီးရင်ကုမ္ပဏီရဲ့အမည်ကဘာလဲဟုတ်လားအလုပ်လုပ်စတင်တဲ့ရက်ကဘယ်ရက်လဲပြီးရာဒူရရှိမီလားစာအဲ့ဒါကုမ္ပဏီကိုရောက်တဲ့ရက်ဒီကိုအလုပ်တဲ့ရက်ကမနေ့ကမမေ့ဘူးတကယ်လို့မေ့ခဲ့ရှင်တော့ကိုယ့်ရဲ့ပေါ့အလုပ်ကပ်ပြားလေးမှာကြည့်လိုက်ပေါ့နော်ဘယ်အလုပ်ကနေစဝင်တာဆိုတာပါပါတယ်ကပ်ပြားလေးပေါ့နော်ဒီအလုပ်ဝင်တဲ့အချိန်မှာမနေ့ကတို့ကအလုပ်ဝင်နေတာဝန်ထမ်းကပ်ပြီးတယ်ပေါ့နော်ဝန်ထမ်းကပ်မှာပါပါတယ်တကယ်လို့ကိုကမေ့နေခဲ့ပြီးရှိတော့ဝန်ထမ်းကပ်မှာပြန်ကြည့်ပေါ့နော်အဲ့တော့ចောင်းသားပေါ့ဒါចောင်းသားဖြစ်ရင်ထည့်ရမယ့်ဟာတွေပါပြီးရင်မိခိုတဲ့ရှင်ထည့်ရမယ့်ဟာပြီးရင်ဟုတ်လားအိမ်တောင်ပြုခြင်းရှိမရှိပေါ့အိမ်တောင်ပြုရင်ထည့်ပေါ့နော်အဲ့ဒါပြီးပြီဆိုတော့ ਨੇ ဖြည့်ဆက်ပြီးဆိုတော့လျှောက်ထားသူရဲ့လက်မှတ်ပြီးနှိမ့်ဆွဲပေါ့နော်အဲ့ဒီကိုတွားရောက်မယ့်နေ့ဆွဲကိုထည့်ရမှာဖြစ်ပါတယ်ဒီလက်ဖြံမင်းနော်ဒီ booking ထားတာရှိတယ်အစသဖြင့်ပေါ့နော်ဒါမေးပြန်ပို့တယ်ပေါ့သူက
နောက်တစ်ခုဒါတော့ဒီလိုစာရွက်လေးပေါ့ဒီစာရွက်ကဒါဒီဘန်ကိုလွဲတဲ့ဆက်လေးပေါ့နော်ဒီလိုဆက်လေးကိုနော်ဟို original ကြီးတော့ဖြစ်ပါတယ်ပြီးပြီဆိုရင်ဒါတော့အလောက်ကထောက်ခံစာပေါ့နော်အလောက်ကထောက်ခံစာဒီလိုမျိုးပေါ့နော်ကိုယ့်ရဲ့နာမည်ဒါအလောက်ကပြီးရင်ကုမ္ပဏီရဲ့တစ်စိတ်တုံးပေါ့နော်ကုမ္ပဏီတစ်စိတ်တုံးလိုအပ်ပါတယ်နော်အလောက်ကထောက်ခံစာအဲ့တော့မင်းနဲ့ဆန်တော့က passport တက်တန်းတော့မဖြစ်တဲ့ထောက်ခံစာလိုချင်ပါလို့တောင်းပါနော်အဲ့တော့ passport ကိုခိုးရှင်းတိုင်းတော့တဲ့နော်အဲ့တော့在職証明書お願いしますပေါ့နော်အဲ့လိုမျိုးပြောပါအလုံးမှာပေါ့နော်နောက်တစ်ခုကကြောဒါစာအိတ်ပေါ့နော်စာအိတ်ကတော့ဒီ600လိုပါတယ်ပြီးရင်ဒီအပေါ်မှာဆိုရင်ကိုယ့်ရဲ့လိပ်စာနော်တန်ရုံးလိပ်စာဖြည့်ကြမလို့ပါဘူးအပေါ်မှာကိုယ့်ရဲ့လိပ်စာဖြည့်ပြီးပြီနော်ပြီးပြီဆိုရင် तू ကဒီစာရွက်လေးကနော်အပေါ်မှာဒီလိပ်စာကိုယ့်ရဲ့လိပ်စာဖြည့်အောင်ဖြစ်ပါတယ်အဲ့တော့ passport တက်တန်းပြီးပြီဆိုရင် तू ကနော်ဒီစာအိတ်နဲ့ထည့်ပြီးမှ passport ကိုပို့မှဖြစ်တဲ့အတွက်ပေါ့နော်အဲ့တော့ဒီဒါလိုအပ်တယ်ပေါ့နော်အဲ့တော့皆さんတို့ကတန်ရုံးရောက်ပြီဆိုတာနဲ့ပေါ့နော်သူကဒီ security ကဒီတကောင်ကဘာလို့ဖို့လာလဲဆိုတာမေးတယ်ပေါ့နော်passport တက်တန်းတိုးဖို့လာတာပါစသဖြင့်ပေါ့နော်တချို့တော့လည်း visa ကိစ္စလာတာပါပေါ့အဲ့ဒါဆိုရင် booking ယူထားတဲ့မေးရှိလားပေါ့နော်သူကပြောတယ်အဲ့တော့မေးပြခိုင်းတယ်ပေါ့နော်အဲ့ဒါဆိုမေးကိုဖုန်းတက်နေနော်ပြရတယ်ပြီးဆိုတာနဲ့ဒီ Zaidu ကမူရင်းရဲ့ပြီးရင် passport မူရင်းပေါ့နော်မူရင်းကိုသူတို့ပြတာဖြစ်ပါတယ်ပြီးဆိုတာနဲ့ပြပြီးဆိုတာနဲ့နော်ဒီ token ယူဖို့တဲ့ QR code ဖတ်တယ်အဲ့တော့ QR code ဖတ်ပြီးရဆိုဘာရေးရတယ်ဆိုကိုယ့်ရဲ့ email number ပြီးရင်ကိုယ့်ရဲ့ number ပြီးရင်ကိုယ့်ရဲ့လိပ်စာပေါ့လိပ်စာကလည်းပေါ့နော်အရှိကြီးထည့်စရာမလိုဘဲနဲ့ကိုလုံနေတဲ့ဒီမြို့ဒါမှမဟုတ်ခရိုင်လေးထည့်လိုက်ရပါတယ်ပြီးပြီဆိုတာနဲ့အထဲနော်အထဲဝင်ပြီးတော့မှစောင့်နေရုံပဲအဲ့တော့ဓာတ်ပုံရိုက်ဖို့ကြံနေတဲ့လူပေါ့ဓာတ်ပုံမေ့ကြံနေခဲ့တယ်ဆိုရင်အထဲမှာဓာတ်ပုံရိုက်တဲ့ရှိပါတယ်ပြီးရင်ဂျီတိုကဘိုက်ကြီးလည်းရှိပါတယ်နော်အဲ့တော့ဝရရှိကဒီမှာပေါ့ဇိုင်ရုကပေါ့နော်ဇိုင်ရုက copy ဆွဲဖို့ကြံတဲ့ခါကျတော့အဲ့ကိုကြီးကဆွဲပေးတယ်ပေါ့နော် copy ပြီးတော့ဝရရှိဇိုင်ရုကကုံတော့မှဖြစ်တဲ့အတွက်ပေါ့နော်စာတစ်ကြောင်းရေးခဲ့တယ်ပေါ့နော်ဒီကျမမတူရဲ့ဇိုင်ရုကဟာဆိုရင်ဘယ်လဘယ်ရက်မှာတက်တန်းတိုးဖို့ရှိပါတယ်ပြီးရင်အဲ့အခုတက်တန်းတိုးခြင်းရလဲအခုဗီဇာပေါ့နော်အခုဗီဇာအမျိုးအစားနဲ့ဗီဇာအမျိုးအစားအတူတူပဲဖြစ်ပါတယ်ဆိုရင်နော်စာကြောင်းလေးကိုသူကပြောပြတာပေါ့နော်အဲ့တော့ကိုယ့်အကိုစာစီပြီးတော့မှအဲ့လိုမျိုးလေးရေးခဲ့ရတယ်ပေါ့နော်အဓိကအဲ့ဒါနဲ့ဆိုင်ပေါ့ကိုကပြင်ဆင်ဖို့တော့နေစာစာနေပြင်ဆင်သွားဖို့ကအရေးကြီးပါတယ်နော်စာနေပြင်ဆင်သွားပြီးပြီအကုန်လုံးကိုကနော်အကုန်လုံးပြင်ဆင်သွားပြီဆိုတာနဲ့ဒါသူကစာရွက်ပေါ့နော်ဒီအကုန်လုံးပြည့်စုံပြီဆိုတာနဲ့ဒါသူဒီဘယ်ရက်မှာတော့မင်း passport ကိုမင်းကငါပို့မယ်ဆိုတဲ့ဟာလေးပေါ့နော်စာရွက်ကလေးထုတ်ပေးမှာဖြစ်ပါတယ်နော်အဲ့တော့ကိုကစာရွက်စာတမ်းတွေအကုန်လုံးပြင်ဆင်ပြီးပြီဆိုတာနဲ့သူ့ဘက်ကနေပြီးတော့မှနော်ဘယ်နေ့မှာပို့မယ်ဆိုတာနဲ့ပတ်သက်ပြီးတော့မှစာရွက်လေးထုတ်ပေးမှာဖြစ်ပါတယ်皆さんတို့ကစာရွက်စာတမ်းတွေအကုန်လုံးစုံသွားပြီဆိုရင်ပေါ့နော်သူကဒီလိုမျိုးလေးစာရွက်လေးထုတ်မှဖြစ်ပါတယ်ကိုကလက်မှတ်လေးထိုးပြီးတော့ပေါ့နော်သူ့မှာတရွက်ပေါ့နော်သူကတရွက်ကိုမှတရွက်ပေါ့နော်ဒီလိုမျိုးပြီးရင်ဘယ်နေ့မှာပေါ့နော်မင်းကိုဒီနေ့မှာဟုတ်လားထုတ်ယူမဲ့နေ့ရက်ဒီနေ့မှာသူစာလိုက်ကနေပို့ပေးမယ်ပြီးရင်ဒီထွက်ကင်လိုက်ဆိုပြီးတော့မှဒီစာရွက်လေးပေးတာဖြစ်ပါတယ်အဲ့တော့ကိုယ်တိုင်တိုးရဲ့လူကပြောချင်တာကိုယ်တိုင်တိုးရဲ့လူကလေဇိုင်လူကပြောချင်တာဇိုင်လူကမူရင်းယူသွားတာကောင်းတယ်ပေါ့နော်ဇိုင်လူကတက်တန်းတိုးနေရဆိုရင်သူကအဲ့လိုမျိုးလူကြပြန်လာခိုင်းတာရှိရပေါ့နော်မင်းဇိုင်လူကရမှပြန်လာဆိုအဲ့လိုမျိုးပြောတာရှိတယ်ဒီကွာလည်းရှိရပါတယ်ရှိတယောက်ကပြီးတော့ចောင်းသားတွေပေါ့နော်ចောင်းသားတွေကြသူကပါလဲမှာ passport တို့တက်တန်းတိုးချင်တာဆိုတော့ចောင်းသားတွေကတဲ့ဟိုတိုးမပေးတော့ဘူးတဲ့ပေါ့နော်မြန်မာနိုင်ငံပြန်ပြီးတော့လှုပ်ရမယ်ဆိုမှပြောစံကြတယ်ပေါ့နော်အဲ့လိုမျိုးစာရွက်စာတမ်းတွေသူပြင်ဆင်သွားမယ်ပေါ့အဲ့လိုမျိုးကြတယ်အဲ့တော့ passport တက်တန်းပို့တိုးတာပေါ့နော်အဲ့တော့ဒီပြောမလဲကိုယ့်ရဲ့ပြင်ဆင်မှုနဲ့လိုက်ပြီးတော့ပေါ့နော်လိုအပ်ချက်တွေလည်းရှိမှာပေါ့လိုအပ်ချက်တွေရှိတဲ့လူကြတော့နောက်တစ်ခါတော့တူသွားပါလေအဲ့လိုပြောလိုက်တယ်ပေါ့နော်ဒါတော့တက်တန်းတိုးထားရင်တော့သူအဲ့လိုမျိုးတက်တန်းတိုးအတိတ်ရမှလာခဲ့ဇန်နုကအတိတ်ရမှလာခဲ့လို့ပြောထားတယ်နောက်တစ်ခုကကျ passport နည်းနည်းတက်တန်းနည်းနည်းလေးကြော်တာနဲ့ပေါ့ရက်ကြော်တာလောက်ဆိုရင် तू ကအဲ့လိုမျိုးမပေးရဘူးပေါ့နော်အဲ့လိုပြောတယ်နည်းနည်းပါးပါးကြော်ရဆိုရင် तू တက်တန်းနည်းနည်းပါးပါးကြော်ရဆိုရင်တော့မပေးရဘူးပေါ့နော်ဘလို့အများကြီးလှတယ်အများကြီးကြော်သွားရင်တော့ तू ဒဏ်ကြီးဆောင်ရမယ်တူတယ်ပေါ့နော်ပြောတယ်အဲ့လိုလည်းပြောတန်ကြားတယ်ပေါ့နော်ကြိုကိုဘက်ကနေစားကြိုတင်ပြင်ဆင်သွားကြရဖြစ်ပေါ့နော်ဒါနော်နောက်တစ်ခေါက်ဆိုတာမသွားတော့ပေါ့နော်ဒါ2လ3လတွေ passport ကိုရနိုင်မှာဖြစ်ပါတယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်နားထောင်ပေးတဲ့အတွက်အားလုံးပဲဂျပန်နိုင်ငံကြီးမှာအဆင်ပြေကြပါစေ
တန်ယုံကိုပေါ့နော်ဒီဘန်ကောက်တန်ယုံကိုလွှဲပေးမဲ့ဒီဘန်အကောင့်နဲ့ပေါ့ပြီးရင် bookie ယူဖို့အတွက် QR code ကိုလည်းထည့်ပေးထားပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်အားလုံးအဆင်ပြေကြပါစေ